ဖြစ်လူသက်ခွင့်မပေးနဲ့လွတ်လပ်မှုနဲ့တရားမျှတမှုမရှိခြင်းအာဏာသိမ်းအကြမ်းဖက်စစ်တပ်သည်ပြည်သူလူထုနှင့်သတင်းမီဒီယာများ၏လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုနှင့်သတင်းလွတ်လပ်ခွင့်ကိုပြင်းထန်စွာကန့်သတ်ထားခြင်းအတိုက်အခံနိုင်ငံရေးပါတီများအားဖျက်သိမ်းခြင်းအတိုက်အခံနိုင်ငံရေးသမားများနှင့်တက်ကြွလှုပ်ရှားသူများအားမတရားသဖြင့်ဖမ်းဆီးထောင်ချခြင်းသာမကကြိုးပေးတပ်ဖြတ်သည့်အထိဆောင်ရွက်ခဲ့ကြသည်ဒီကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တို့လည်းပြည်သူလူထုနားလည်ရန်ခက်ခဲသည့်မဲပေးခြင်းစနစ်များအားပြောင်းလဲလှုပ်ဆောင်လျက်ရှိပြီးလိုအပ်သလိုပြုပြင်ပြောင်းလဲနိုင်သောမဲပေးဆက်များကြောင့်အကြမ်းဖက်စစ်တပ်မှ၎င်းတို့လိုလားသည့်မဲရလရရှိအောင်ဆောင်ရွက်ထားပြီးဖြစ်သည်တမတော်သည်အမျိုးသားလုံးစုံရေးကောင်စီ၏သဘောတူညီချက်ဖြင့်နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတွင်ပြည်သူတရက်လုံးပါဝင်ရေးအတွက်စီမံဆောင်ရွက်ခွင့်ရှိသည်တမတော်၏ဥဆောင်မှုဖြင့်ပြည်သူစစ်မဟာဗျူဟာကိုဖော်ဆောင်ရမည်ဟု2008ဖွဲ့စည်းပုံအခြေခံဥပဒေအခန်းကိုအပိုက်340တွင်ဆိုထားတော်လဲအာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ၎င်းတို့အလိုကျရွေးချယ်ဖွဲ့စည်းထားသောတရားမဝင်သည့်အမျိုးသားလုံခြုံရေးကောင်စီ၏သဘောတူညီချက်ဖြင့်၎င်းတို့စိတ်ကြရေးဆွဲပြင်ဆင်ထားသောပြည်သူစစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့တွင်အသက်သွင်းခဲ့ကနိုင်ငံတော်ရှိလူငယ်များအားအတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခြင်းဖြင့်၎င်းတို့၏အာဏာတည်မြဲရေးအတွက်ပြည်သူလူထုအမြောက်များ၏အသက်ကိုတက်ရှိစည်းရုံးအဖြစ်အသုံးချလျက်ရှိသည်ထို့အပြင်ရွေးကောက်ပွဲ၌၎င်းတို့သာအနိုင်ရရှိရေးအတွက်ရွေးကောက်ပွဲဥပဒေကိုပြင်ဆင်ခြင်းအထူးအယောင်ရွေးကောက်ပွဲကိုအကာအကွယ်ပေးသည့်ဥပဒေများအားပြဋ္ဌာန်းခြင်းနှင့်နိုင်ငံသားများ၏ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်ခွင့်လုံခြုံမှုဥပဒေကိုဖျက်သိမ်းခြင်းများလှုံ့ဆော်ခဲ့သောကြောင့်ဤရွေးကောက်ပွဲသည်ပြည်သူလူထု၏လွတ်လပ်မှုနှင့်တရားမျှတမှုလုံးဝကင်းမဲ့စေခဲ့ကအကြမ်းဖက်စစ်တပ်မှအကြမ်းဖက်လိုက်စေရရန်ကြိုးပမ်းမှုသာဖြစ်သည်